မန္တလေးမှာစားလို့ရန်ကောင်းတဲ့ကြက်ကြော်ရီပြင်ကို fast food တွေပါတနေရာမှာရတယ် Hello Restaurant ကိုတည်ပြီးပြီလားစားလို့ရန်ကောင်းတဲ့ကြက်ကြော်ရီဆိုတာဘယ်ဆိုင်မှမရသေးတဲ့ကြက်ကောင်လုံးကြော်ပြိုင်းဆမ်မီကင်ထားတဲ့ကြက်ကေနဲ့ကျွတ်ကျွတ်ကလေးကြော်ထားတဲ့ fried chicken နဲ့ lollipop တွေအပြင်ကိုဘယ်ဆိုင်လေးဖြစ်ပြီးတော့ဘာတွေမှာစားခဲ့လဲဆိုတာကိုကျွန်တော်နဲ့ဒီ vlog လေးကိုအဆုံးထိကြည့်လိုက်ကြရအောင်Hello အားလုံးပဲ Assalamu alaikum Hello share ဝင်လင်ကို page ကပြန်ကြိုလိုက်ပါတယ်ကျွန်တော်တောက်စားခဲ့တဲ့ဆိုင်လေးကတော့ HFC Hello Fried Chicken ဆိုတဲ့ Hello ဆိုင်လေးဖြစ်ပါတယ်အဲ့ဒီဆိုင်လေးကတော့33ပြီးခွန်လေးခွန်အားချမှာဖွင့်ထားပြီးတော့ HFC ဆိုတဲ့ဆိုင်လေးက2019ရဲ့ကစဖွင့်ခဲ့တာအခုဆိုရင်ဒါကျွန်တော်တို့ဆိုင်စားအနေနဲ့ဆိုရင်ဒါပထမဆုံးအနေနဲ့စတင်ရောင်းချလိုက်ပြီးဖြစ်ပါတယ်ဒီဆိုင်လေးစဖွင့်တော့ပါစေတီးတဲ့အနေနဲ့တီးခဲ့တာဆိုပေမဲ့အခုဆိုရင်ဒါဆိုင်စားအနေနဲ့ရတာမို့လို့ကျွန်တော်တောက်စားခဲ့ပါတယ်ဒီဇိုင်းမှာမုံပါမယ်ဆိုရင်တော့ပထမဆုံးကောင်တာကိုတွားပြီးတော့ကိုစားခြင်းတဲ့မီနူလေးကိုရွေးပြီးတော့မှအောင်ပါပဲဒီဇိုင်းမှာကမီနူကတော့အဓိကအနေနဲ့ကြက်ကြော်အပြင်ကိုကိုရီးယားစားစာရေးအပြင်အခုဆိုရင်1 portion တွေရောဟင်းပွဲတွေရောအများကြီးရပါတယ်ဒီအနေနဲ့လည်းပြောရည်ဆိုရင် juice တွေရှိရဲ့အပြင်ကိုအစားခြင်းတိုင်းအများကြီးမှာပြီးတော့ KB နဲ့ရှင်းခဲ့ပါတယ်နောက်ပြီးတော့သူတို့ table number လေးပေးပြီးတော့ကျွန်တော်စားခြင်းတဲ့မုံလေးတွေကိုသူတို့ grand လာချပေးပါတယ်ဒီဆိုင်ရဲ့ team လေးကတော့သူတို့ချက်ကြော်ဆိုင်ရဲ့ logo အတိုင်းပဲပေါ့နော်အဖြူနဲ့နီလေးကိုအဓိကထားပြီးတော့ခုလိုမျိုးအဲကွန်ကန်နဲ့မှာ AACC နဲ့ကိုမှ Hello ချက်ကြော်ကောင်းကောင်းစားခြင်းတဲ့သူတွေအတွက်ကတော့ဒီဆိုင်လေးကိုတောက်စားကြည့်ဖို့ကျွန်တော် recommend လုပ်လိုက်ပါတယ်ဆိုင်နေရာချေချေဝန်းနဲ့ကိုမှ AC ထိုင်စားလို့ရပြီးတော့ menu လဲစုံတာမို့လို့ကျွန်တော်တော်တော်လေးသဘောကျပါတယ်ကျွန်တော်အဲ့ဒီကတော့စားခြင်းတဲ့ menu တွေကိုအများကြီးမှာပြီးတော့တော်ဝါကြီးစားခဲ့ပါတယ်ဆိုင်မုံမွန်းထိမ့်မှတ်နေနဲ့အခုဒီ video လေးကို TikTok မှာ like and repost လုပ်ရုံနဲ့3000မို့တက်ဆိုရင် 5% discount ကိုဒီလကုန်ဒီပေးနေရမို့လို့ video လေးကို like and repost လုပ်ဖို့မမေ့နဲ့နော်နောက်ပြီးတော့ဒီဆိုင်မှာ snack box လေးပြင်ကို Korean food box လေးတွေအများကြီးရှိပါတယ်အခုကျွန်တော်ပြနေတဲ့ box လေးကတော့ဒါ snack box လေးကိုမှ3000နဲ့လေးပါဒါကတော့ကျွန်တော်မှာထားတဲ့ menu တွေပါဒီဆိုင်မှာကကြက်ကြော်အဓိကရတာဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ကဒီ lollipop လေးကိုအရင်စားခဲ့ပါတယ်ဒီဆိုင် lollipop လေးကအထက်မှာအသားပြည့်နေကိုမှတော်တော်လေးစားလို့ကောင်းပြီးတော့ကလေးလူကြီးမျိုးရိုက်ကြမယ် menu တွေပါသူ့ကိုဒီတိုင်းမဲစားအခုလိုမျိုး sauce လေးနဲ့ပဲတို့စားမလားတော်တော်လေးစားလို့ကောင်းပြီးတော့တစ်လုံးစုံကိုတော်တော်လေးပိုက်ဝပါတယ်နောက်ပြီးတော့ဒီဆိုင်မှာကြက်ကြော်ကတော့အရင်နာမည်ကြီးပါတယ်ဒီဇိုင်းရဲ့ကြက်ကြော်ကတော့ပေါင်ကိုတခြားလေးခွဲပေးထားပြီးတော့ကျွတ်နေအောင်ကြော်ပေးထားမို့လို့အပြင်ရဲ့ကျွတ်လေးနဲ့ကိုမှအထက်ကကြက်သားကလည်းအီလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ကြက်ကြော်ကိုအခုလိုမျိုးရိုးလဲစားလို့ရတယ်လို့အပေါ်ကနေတော့ပင်ဆိုင်နေတယ်ဆိုရင်တော့ကိုရီးယားပြားရည်မာလာတုံရမ်းဆိုပြီး၄မျိုးထပ်ထည့်လို့ရပါတယ်ဘာကာကိုလည်းကျွန်တော်အဲ့နေက special burger ဆိုပြီးတော့မဲသားရည်ကြက်ဥချောင်းရည်ကြက်ဥတွေရော cheese တွေရောအများကြီးပါတယ် special burger မှာစားခဲ့ပါတယ် special burger ဆိုတဲ့အတိုင်းပဲတစ်လုံးကိုအီစိတ်ပြီးတော့စားလို့ရကောင်းပြီးတော့တော်တော်လေးကိုဘိုက်ဝသွားပါတယ်ဘာကစားပြီးတော့တခြားလေးနှက်ပြီးတော့အပေါ်ကနေပြားရည်ဆန်ပေးထားတဲ့ချက်ကင်လေးစားခဲ့ပါတယ်။မြင်းနေရတဲ့အတိုင်းပဲပေါ့နော်ချက်ကင်ကအရသာမိုင်းမှာလည်းလုံးဝအထဲအထိစိတ်ဝင်ပြီးတော့တော်တော်လေးကိုစားလို့ကောင်းပါတယ်။တော့အချိန်နဲ့စားကြည့်ပေးမယ်ဒီတိုင်းစားတာပို့ပြီးရသာရှိရမို့လို့ကျွန်တော်ဒီတိုင်းလေးစားခဲ့ပါသေးတယ်။သူ့ရဲ့အသားကိုတော့ဘေးမှာပေးထားတဲ့ဒီမကြီးချင်လေးနဲ့တို့စားကြည့်တဲ့အခါမှာတော်တော်လေးကိုစားလို့ကောင်းပါတယ်။ပြားရည်ဆန်ထားပြီးတော့အရသာရှိရဲ့ဒီချက်ရည်ကုန်လေးကိုလည်း sauce ထဲမှာထည့်ပြီးတော့ကျွန်တော်စားခဲ့ပါသေးတယ်။ဒီဇိုင်းချက်ကင်ကတော့အခုလိုမျိုးအချိန်ပေးပြီးနှက်ထားတဲ့ပြင်ကိုပြားရည်လည်းဆန်ထားတာမို့လို့တော်တော်လေးကိုစားလို့ကောင်းတယ်လို့ပြောလို့ရပါတယ်။ကဲဒါကတော့ဘေးဆိုင်မှာမမြင်ဘူးတဲ့ချက်ကောင်လုံးကြော်ပါကျွန်တော်ကတော့ချက်ကောင်လုံးကြော်ကိုအလဲကနေအားရပါရနှစ်ချမ်းဖြစ်